ငလင်ပေးတဲ့နေတဲ့ပြည်သူတွေအတွက်ငွေကျပ်1ဘီလီယံလှူဒန်းလိုက်တဲ့ဝင်းမုံရွှေငလင်ပေးတဲ့ပြည်သူတွေအတွက်ဘယ်သူမှမလှူဒန်းနိုင်တဲ့ငွေပမာဏမျိုးလှူဒန်းလိုက်တာကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေပါအထူးသဖြင့်တော့မြေငလင်ကြောင့်အဆောက်အဦတွေနေအိမ်တွေပြိုကျပျက်စီးပြီးတော့လူပေါင်းများစွာအသက်အိုးအိမ်စီးစိမ်တွေကိုပျက်စီးဆုံးရှုံးနေတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာနိုင်ငံတကာကစေတနာရှင်ပြည်သူတွေပြည်တွင်းကစေတနာရှင်အလှူရှင်တွေအဖွဲ့အစည်းတွေနာမည်ကြီးပုဂ္ဂိုလ်တွေကတတ်နိုင်သမျှငွေအင်အားလူအင်အားနဲ့ပါဝင်ကူညီလှူဒန်းနေကြတာဖြစ်ပါတယ်။ဒီလိုလှူဒန်းကြတဲ့ထဲမှာအနုပညာရှင်တွေလည်းပါဝင်တာပါ။ဒါပေမဲ့အနုပညာရှင်တွေတော်တော်များများကသိန်း100သိန်း300လောက်သာလှူဒန်းနိုင်တာကိုတွေ့ရပါတယ်။အမေရိကန်နိုင်ငံမှာနေထိုင်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးကိုတောင်ဝယ်လို့ရပါတယ်ဆိုတော့တထေးမကြီးစမိုင်းတောင်3600ကျော်ပဲလှူဒန်းနိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဝင်းမုံရွှေကြီးကတော့ဘယ်သူမှမလှူဒန်းနိုင်တဲ့ပမာဏမျိုးနဲ့ငွေကျပ်1ဘီလီယံ3000ကိုလှူဒန်းလိုက်တာဖြစ်ပါတယ်။ဒီမတိုင်ခင်ကတော့ဝင်းမုံရွှေကြီးကငလင်ဘေးတင်ပြည်သူတွေအတွက်300သက်လှူဒန်းပြီးဖြစ်တယ်လို့အကူအညီလိုအပ်နေတဲ့မြေငလင်တန်ဘေးတင်ပြည်သူတွေအတွက်လည်းထောက်ပံ့ရေးပစ္စည်းတွေကိုကိုယ်တိုင်ပြင်ဆင်ထုတ်ဖို့လှူဒန်းနေတာဖြစ်ပါတယ်။ဒီလိုလှူရတာနဲ့တင်အားမရတဲ့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးဟာအခုချိန်မှာတော့ခင်ပွန်းတဲ့တထေကြီးကိုနိုင်ဖြိုးကျော်ရဲ့ NPK Motor Company ကနေငလင်တန်တဲ့ပြည်သူတွေအတွက်3000ငွေ1ဘီလီယံကိုလှူဒန်းလိုက်တာဖြစ်ပါတယ်ရှင်။